ထရက်ကားကအရန်နေနေပဲမောင်းနေခဲ့တယ်ဒါပေမဲ့ကျွန်တော်မဖြတ်ရဲခဲ့ဘူးထရက်ကားမောင်းသူကလမ်းပေါ်မှာဒေါသထွက်လွယ်သူဆိုပြီးနာမည်ကြီးနေတယ်ဆိုတာကျွန်တော်သိထားခဲ့တယ်2 နာရီလောက်အရင်ကထရက်ကားကိုတခါတည်းပဲဖြတ်ကျော်ခဲ့ပြီးလမ်းပေါ်ကနေထိုးချခံရမလားဆိုပြီးမိဘအနေနဲ့ကြုံခဲ့ရတယ်အခုတော့ရွေးချယ်စရာမရှိတော့ဘူးထရက်ကားရဲ့အငွေ့တွေကိုတိတ်တိတ်လေးခံစားပြီးနောက်လိုက်ရင်တီးခံနေရတာပဲကန်ကောင်းစွာနဲ့အရှိမနားနေရ restaurant တခုရှိနေပြီးအဲ့ဒီမှာခဏလောက်ပုံနေဒါပေမဲ့မမျှော်လင့်ပဲထရက်ကားကလမ်းဘေးမှာရက်ပြီးကျွန်တော်ကိုစောင့်နေခဲ့တယ်မောင်းသူကဒီကိစ္စကိုလုံးဝမလွတ်ချင်ဘူးဆိုတာရှင်းနေတယ်ကြောက်ရွံ့သွားပြီးရဲကိုဖုန်းခေါ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဖုန်းခေါ်တာမပြီးသေးခင်ထရက်ကားကရုတ်တရက်ကျွန်တော်စီကိုတိုက်မောင်းလာတယ်တုံ့ပြန်ဖို့မမီခင်ထပ်မံတိုက်ခိုက်လာခဲ့တယ်ကန်ကောင်းစွာနဲ့2 ကြိမ်လုံးလွှတ်ရှားနိုင်ခဲ့တယ်ထရက်ကားနဲ့နေချိန်မှာကျွန်တော်ကားရဲကိုခုံဝင်ပြီးအမြန်မောင်းထွက်သွားလိုက်တယ်ထရက်ကားနဲ့တိုက်ရိုက်ရှင်တိုက်လို့မနိုင်ဘူးဆိုတာသိခဲ့တယ်ဒါကြောင့်အကြံတစ်ခုထွက်လာတယ်လမ်းကနေထွက်ပြီးမျက်ခင်းထဲကမြေကုန်းလေးနောက်မှာပုံနေလိုက်တယ်ထရက်ကားကအမြန်ပြေးပြီးဖြတ်သွားတာကိုမြင်တဲ့အခါနောက်ဆုံးတော့နှလုံးသားတည်ငြိမ်လာခဲ့တယ်ထွက်မသွားခင်တနာရီလောက်စောင့်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မကြခင်အိပ်ပျော်သွားပြီးအတန်ကြီးရဲ့ခွန်းတန်တစ်ခုကြောင့်မိုးလာခဲ့တယ်ဒါကယထာတကြီးဖြတ်သွားတာပဲဖြစ်နေတယ်အချိန်တော်ကြာပြီးသားဆိုတာကိုသဘောပေါက်ပြီးရင်းမိခဲ့တယ်ထရက်ကားပြန်လာနိုင်စရာမရှိတော့ဘူးလို့ထင်ခဲ့တယ်ဒါနဲ့လမ်းမကြီးပေါ်ကိုပြန်တက်လာခဲ့တယ်မောင်းနေရင်နောက်ဆုံးတော့ထရက်ကားကိုလွတ်မြောက်နိုင်ပြီလို့ထင်ပြီးပြုံးမိခဲ့တယ်ဒါပေမဲ့ထရက်ကားကထပ်မံပေါ်လာပြန်တယ်ကားမောင်းခန်းထဲမှာမောင်းသူမရှိသလိုတွေ့ရတော့ရက်ထားတာပဲဖြစ်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့အနားကိုချင်းကပ်သွားချိန်မှာအင်ဂျင်အတန်ကြီးတောက်လောင်ပြီးထရက်ကားကလမ်းကိုပိတ်လိုက်တယ်ဒီလိုရဲ့ကြောင့်ကျွန်တော်လုံးဝဒေါသထွက်သွားခဲ့တယ်ထရက်ကားဘက်ကိုလမ်းလျှောက်သွားပြီးမောင်းသူနဲ့တိုက်ရိုက်ရင်ဆိုင်ဖို့ပြင်လိုက်တယ်အံ့အားသင့်စရာကထရက်ကားကရုတ်တရက်ရှေ့ကိုရွှေ့လာတယ်ကျွန်တော်ရက်လိုက်တဲ့အခါထရက်ကားလေးရက်သွားတယ်မောင်းသူကကျွန်တော်ကိုနှိပ်စက်ဖို့ပဲလုပ်နေတာဆိုတာသိချသွားခဲ့တယ်ဒေါသထွက်လုံးလို့ကားလေးပြန်ဝင်ပြီးပြန်တိုက်ဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲထရက်ကားမောင်းသူကရှေ့ကိုသွားဆိုပြီးလက်ဖြင့်ချက်ပြတယ်နားလေသွားပြီးကားကိုစတင်လိုက်တယ်ဒီတစ်ခါတော့ကားကိုတနာရီမိုင်120အထိတင်မောင်းလိုက်တယ်ရှေ့မှာနေရင်တောင်ထရက်ကားကိုမဖြုတ်နိုင်ခဲ့ဘူးထိတ်လန့်လာချိန်မှာပဲအရှေ့မှာရဲကားတစ်စီးပေါ်လာခဲ့တယ်နောက်ဆုံးတော့လုံခြုံပြီလို့ထင်ခဲ့တယ်ဒါပေမဲ့ထရက်ကားကလုံးဝထိမရတော့ဘူးရဲကားနဲ့နီးပါးတိုက်မိတော့မလို့ဖြစ်သွားခဲ့တယ်ကျွန်တော်နဲ့ထရက်ကားကြားအကွာဝေးကပိုပြီးနီးလာခဲ့တယ်အဲ့ဒီအချိန်မှာပဲလမ်းခွဲတစ်ခုပေါ်လာခဲ့တယ်တုံဆိုင်မှုမရှိပဲလှည့်ဝင်လိုက်တယ်အဲ့ဒီလမ်းကတောင်တက်လမ်းဖြစ်နေတယ်ဒါကငါရဲ့တခုလေးတော့အခွင့်အရေးဖြစ်နိုင်တယ်လို့ထင်ခဲ့တယ်မျှော်လင့်ထားသလိုနောက်ဆုံးတော့ပြုံးနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကားကမီးခိုးထွက်လာပြီးအရှိန်လျှော့သွားတယ်ကြောက်ရွံ့မှုကကိုယ်နဲ့ပြေးလာခဲ့တယ်တောင်ထိပ်ကိုတော့အနိုင်ရောက်နိုင်ခဲ့တယ်အောက်ကိုဆင်းချိန်မှာဂီယာကိုညှို့ထရထားပြီးအရှိန်နဲ့လွတ်မောင်းလိုက်တယ်အလေးချိန်ကြောင့်အမြန်နှုန်းတိုးလာခဲ့တယ်ဒါပေမဲ့ထရက်ကားကအောက်ဆင်းချိန်မှာပုံမြန်လာခဲ့တယ်ညီတင်လန်းကိုနီးပါးမရောက်ခင်အထိပဲရောက်နိုင်ခဲ့တယ်အဲ့ဒီမှာပဲလမ်းရှေ့မှာကာယံတန်းတစ်ခုပိတ်နေခဲ့တယ်ထရက်ကားကိုကြည့်ရင်မျောလင်းချက်အားလုံးပျောက်ကွယ်သွားခဲ့တယ်ထရက်ကားကမော်စတာတကောင်လိုပဲမြင်နေခဲ့တယ်အဆုံးသတ်အတွက်ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ခရီးဆောင်အိတ်တစ်လုံးနဲ့ဂက်စ်ပီတဲကိုဖိထားလိုက်တယ်ဒီအိမ်မက်ဆိုးကိုအဆုံးသတ်ဖို့ကားကိုအနစ်နာခံမယ်လို့စီစဉ်ခဲ့တယ်ကားနှစ်စီးတိုင်းပြီးတော့မယ့်အချိန်မှာကျွန်တော်ခုန်ချထွက်လိုက်တယ်နီးလာမှုကြောင့်မောင်းသူရဲ့မျက်စိမမြင်နိုင်ဖြစ်သွားလောက်မယ်ထင်တယ်မောင်းသူပါဝင်တဲ့ထရက်ကားက6ထဲကိုပြုတ်ကျသွားခဲ့တယ်အမိုက်တန်ထဲတွေစုပုံထားတဲ့နေရာကိုတိုင်းမိသွားခဲ့တယ်နောက်ဆုံးတော့ကျွန်တော်ထိုင်ချလိုက်ပြီးတန်ရှင်းတဲ့လေကိုအသက်ရှူလိုက်နိုင်ခဲ့တယ်အကယ်လို့တင်ကအဲ့ဒီလိုထရက်ကားတစ်စီးနဲ့တွေ့ရင်ကြောက်မိမလား